ဒုက္ခတိုင်းမုံစိန်ဆိုင်ကြီးရဲ့ရတနာပစ္စည်းတွေကိုပြန်မပေးဘဲသိမ်းယူထားခဲ့တဲ့မန္တလေးစကိုင်းဗီလာကွန်ဒိုမန္တလေးမြို့ပေးကြီးနဲ့ကြုံတွေ့ခဲ့ရပြီးဆုံးရှုံးမှုတွေများစွာဖြစ်ပေါ်ခဲ့တဲ့ထဲမှာစကိုင်းဗီလာကွန်ဒိုကြီးနဲ့ထိတ်ဆုံးကပါဝင်နေပါတယ်။အဲဒီမှာလူပေါင်းများစွာနေထိုင်ကြတာဖြစ်တဲ့အတွက်ကယ်တင်ရေးလုပ်ငန်းစဉ်တွေကလည်းတော်တော်လေးစူးစမ်းပြီးလုပ်ကိုင်ခဲ့ရတာပါ။ဒါပေမဲ့လည်းကွန်ဒိုဘက်ကတာဝန်ရှိသူတွေရဲ့အားစိုက်မှုမရှိတဲ့ပြင်စက်ပစ္စည်းကိရိယာမလုံလောက်မှုတွေကြောင့်လူပေါင်းများစွာကိုဆုံးရှုံးခဲ့ရပါတယ်။ဒါနေမကသူတို့ပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာတွေနဲ့ရတနာပစ္စည်းတွေကိုလည်းကွန်ဒိုတာဝန်ရှိသူတွေဘက်ကပြန်လည်ပေးရခြင်းမရှိဘဲသိမ်းယူထားခဲ့တဲ့အကြောင်းအမှန်တရားတွေပေါ်ထွက်လာခဲ့ပါပြီ။ဒါကြောင့်ကျန်းရည်သူမိသားစုဝင်တွေအနေနဲ့လူတွေကိုဆုံးရှုံးလိုက်ရုံဒါမှကပစ္စည်းတွေကိုပါဆုံးရှုံးလိုက်ရတဲ့အထိဒုက္ခရောက်နေကြတာပါ။အထူးသဖြင့်ဒုက္ခတိုင်းမစိန်တိုက်ကြီးကတထေးမကြီးနဲ့အတူမိသားစုဝင်၄ဦးကိုဆုံးရှုံးလိုက်ရပါတယ်။ဒါပေမဲ့လည်းသူတို့စိန်တိုင်းကြီးရဲ့ရှိသမျှရတနာစိန်ကြောက်ပစ္စည်းတွေအကုန်လုံးကိုကွန်ဒိုတာဝန်ရှိသူတွေကသိမ်းဆည်းထားခဲ့တယ်လို့ဆိုပါတယ်။မိသားစုဝင်တွေကိုကယ်တင်မှုကြိုးစားတဲ့နေရာမှာလည်းကိုတီမိတ်ဆွေတွေနဲ့အတူဆက်သွယ်ပြီးတော့ဗတ်ဟိုးကြီးတွေငှားရမ်းပြီးကိုယ့်ဘာသာကိုကယ်တင်ခဲ့ရတာပါ။ဒါကိုချိန်နောက်ကျသွားတဲ့အတွက်တထေးမကြီးနဲ့အတူမိသားစုဝင်တွေကိုဆုံးရှုံးခဲ့ရပါတယ်။စောစောလေးသာကယ်တင်နိုင်ခဲ့မယ်ဆိုရင်တေချာပေါက်အသက်ရှင်အောင်ပါပါ။ဒီလိုမျိုးလူသက်တွေကိုဆုံးရှုံးနိုင်အောင်ဒါမှကအခန်းတွေကိုပြန်လည်ရှာဖွေတဲ့အချိန်မှာလဲပိုင်ဆိုင်သမျှရတနာပစ္စည်းတွေအကုန်လုံးကိုကွန်ဒိုတာဝန်ရှိသူတွေကပဲသိမ်းယူသွားခဲ့တာပါအရင်ကတော့သူတို့ပစ္စည်းတွေကိုပြန်ပေးမလို့နဲ့ဘာပစ္စည်းတွေချန်ခဲ့လဲဆိုပြီးစီးရင်နေလာကောင်းနေပါသေးတယ်ရတနာစိန်တိုက်ကြီးဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်အထဲမှာဘလောက်များပြားတဲ့ရတနာပစ္စည်းတွေကျန်ရှိနေမလဲဆိုတာကတော့အထွေထူးပြောစရာမလိုတော့ပါဘူးဒါကြောင့်ကျန်းရည်သူမိသားစုဝင်တွေကသူတို့ရဲ့ဆိုင်ကရှိသမျှရတနာပစ္စည်းစင်းကိုပို့ပေးခဲ့ပါတယ်။အဲဒီနောက်ရမှာတော့ပစ္စည်းတွေပြန်ရပြီဆိုပြီးတွားယူတဲ့အခါမှာသမီးငယ်လေးရဲ့ passport နဲ့ပီချူးရုပ်လေး2ရုပ်ပဲပြန်လည်ရရှိခဲ့ပြီးကျန်တဲ့ရတနာတွေအကြောင်းကိုတည်င်းစာနာတော့မကြားရဘူးလို့သိရပါတယ်။တကယ်ဆိုရင်အဲ့ဒီရတနာပစ္စည်းတွေအကုန်လုံးကိုပြန်မရဘူးဆိုရင်တော့တချို့တစ်ဝက်ကတော့ပြန်လည်ရှာဖွေတွေ့ရှိရမှာပဲဖြစ်ပါတယ်။အခုတော့တခုမှကိုပြန်မရခဲ့တဲ့အပြင်လုံးဝကိုတာဝန်ယူစိတ်မရှိဘဲရှောင်ရှားနေတာကြောင့်အားလုံးသိအောင်လို့ထုတ်ဖော်ပြောလာခဲ့တာပါဒုက္ခတိုင်းမစိန်တိုင်းမိသားစုတစ်ခုတည်းမှမဟုတ်ပဲဒီကွန်ဒိုတိုက်ခန်းကြီးမှာနေထိုင်တဲ့တခြားသောမိသားစုဝင်တွေရဲ့အုံစာပစ္စည်းတွေကိုလည်းပြန်ပေးခြင်းမရှိဘူးလို့သိရပါတယ်အခန်းတွေကိုဖြိုချတဲ့အခါမှာလည်းပိုင်ရှင်တွေကိုဝင်ခွင့်မပေးတဲ့အပြင်ဘေးနာကနေတော့ကြီးခွင့်မပေးဘဲသူတို့လူတွေနဲ့စိတ်ကြိုက်လှုပ်သွားခဲ့တာပါဒါကြောင့်မိသားစုဝင်တွေလည်းဆုံးရှုံးလိုက်ရတယ်လို့ပစ္စည်းအောင်ဆောင်တွေကိုလည်းဆုံးရှုံးလိုက်ရပြီးနှစ်ထပ်ကွမ်းခံစားနေရတဲ့အတွက်အားလုံးကတော့ဝမ်းနည်းစွာနဲ့ခုလိုရှင်ဖွင့်လာခဲ့ပါပြီ။တကယ်ဆိုရင်ငလင်ပြင်းအားအဆင့်ရှင်ထီတောင်မှခံနိုင်နေပြောပြီးခုတော့ထွက်ပြေးချိန်မရပဲချက်ချင်းဆိုသလိုပြိုကျသွားခဲ့တဲ့အတွက်လူအသက်တွေကိုလည်းဆုံးရှုံးခဲ့ရပါပြီ။ဒါတော့မှတာဝန်ယူမှုမရှိတဲ့ပြင်ခုလိုချမ်းရတဲ့ရတနာပစ္စည်းတွေကိုလည်းထပ်မံသိမ်းယူထားခဲ့တာပါ။အခုလိုစကိုင်းဗီလာကွန်ဒိုကြီးကတာဝန်ရှိသူတွေအနေနဲ့နေထိုင်သူတွေရဲ့ရတနာပစ္စည်းတွေအကုန်လုံးကိုပြန်ပေးခြင်းမရှိဘဲသိမ်းယူထားခဲ့တဲ့အပေါ်ဘယ်လိုမျိုးဆောင်ရွက်သင့်တယ်လို့ထင်မြင်မိကြပါသလဲရှင်။